တော့စီကျွန်တော်တို့ပဲခူးချံအမှတ်3ရောက်ရှိပါတယ်ပဲခူးဘွန်ဆိုင်ချံအမှတ်3အပင်ချမ်းမဲတီးတန့်ပေါ့နော်အဲကောင်အုံနေကတတာလောက်ရှိတဲ့ပရီမနာလေးပေါ့နော်ပြီးတော့ဘွေနန်းလေးကိုတော်တော်များများကအပင်ရှိပြီးတော့အပွင့်ပွင့်လားအပွင့်ပွင့်မလားကိုဆိုင်လို့မေးနေတဲ့လူတွေအပွင့်ပွင့်ပါတယ်နော်ဘွေနန်းနော်အရွက်ဘာညာအနေထားကိုရှိုးပါသူကတော့ဘွေနန်းကကျွန်တော်ကိုရိုနာဗိုင်းရပ်စ်ယောဂအဲ့လိုသူတို့ပြထားတဲ့ပုံစံမျိုးလေးပဲเนาะလုံးလေးမှာအမွှေးစုပ်ဖွားလေးနဲ့ကိုရိုနာဗိုင်းရပ်စ်အသီးလိုမျိုးလေးပေါ့เนาะအသီးလေးလိုအပွင့်လေးလိုပေါ့အဲ့လိုမျိုးလေးတွေပေါ့ဒါကတော့အပွင့်ပါเนาะဒါပွင့်သွားတယ်ခါလေးပေါ့ဒါပွေနန်းရဲ့အပွင့်ဖြစ်ပါတယ်เนาะပွေနန်းမှာပွင့်လားကိုဆိုင်ရေးဆိုပွင့်ပါတယ်เนาะမိဆိုင်လိုပဲပွင့်ပါတယ်ကဲအဲ့ဒါပွေနန်းလေးတွေပေါ့နော်ပွေနန်းပဲခူးချံအမှတ်3ထဲမှာပွေနန်းနေမြေချထားပါပြီနော်နောက်တစ်နှစ်လောက်ဆိုရင်တော့နည်းနည်းဒါတစ်နှစ်သားလေးတွေပေါ့နော်တစ်နှစ်သားလေးတွေပဲရှိအောင်ပဲဗျကိုရိုနာဗိုင်းရပ်စ်လိုမျိုးတဲ့သူကကိုင်းသားလေးတွေမှာပဲပွင့်နာတီးမဲ့ပွင့်မဲ့ပုံစံမျိုးပဲနော်ဒီမှာပွေနန်းကိုအခုလက်မလောင်းလောက်လေးလက်ညိုးလောက်လေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ပွေနန်းလေးတွေပေါ့နော်ထိုင်လေးတွေတော့သူ့ဟာလေးနဲ့သူကတော့ပြန်လဲဟိုဖြစ်မှာပေါ့ဟိုကြီးလာမှာပေါ့နော်ပွေနန်းအကြောင်းလေးရယ်ပရိမနာအကြောင်းလေးရယ်နောက်ကျတော့ထိုင်းစွန်လေးပေါ့ထိုင်းစွန်လေးရယ်ထိုင်းစွန်လေးတွေပွင့်လာတော့စပယ်ကင်းလေးပွင့်နေသလိုပဲဒါကပဲခူးချံအမှတ်3ပေါ့နော်အဲ့မှာပုံစံအကျန်းကြီးပဲပေါ့အားလေးတွေကပရီမနာလေးတွေဆိုမှဆိုကျွန်တော်ဘုံတိုလေးတွေပေါ့နော်ဘုံတိုလေးတွေကိုပဲညာခွဲပြီးတော့စနစ်တကျလေးတွေရေချတဲ့နေထားလေးတွေပါတောင်းဘွေနန်းအပင်အမာကြီးပေါ့နော်သူကလည်းပေါက်ဖွာလာတဲ့ဟာတွေအများကြီးပေါ့ဒီကောင်လေးတွေဆိုမှုကြိုင်နေရပဲထိုင်းစွန်လေးတွေကလောက်လေးတွေပါပဲနော်ထိုင်းစွန်လေးတွေကဒီလောက်လေးတွေပဲစိုက်ထားတာပေါ့နော်အားကြတယ်အဲ့လိုမျိုးလေးဒီလောင်းတာတော့မှအဲ့လိုစနစ်တကျလေးနဲ့နော်ပိုင်းနဲ့အရန်မထိုးပဲနဲ့စနစ်တကျလေးပုံလေးတွေနဲ့အဲ့လိုမျိုးပြုစုရိုးထောင်နေတကယ်ဝါသနာရှင်အကြီးစားကြီးပေါ့နော်ဒါလေးတွေကပရီမနာလေးတွေဒါလေးတွေကထိုင်းစွန်လေးတွေအဲ့လိုမျိုးလေးတွေပေါ့နော်ပုံတိုလေးတွေရယ်